ခုတ်ထီးပေါင်းရှိရဲ့သူတွေအတွက်နေ့စဉ်ဘဝကိုပုံမတက်တောင့်တက်တာနဲ့နာကျင်မှုကကင်းနေနိုင်မှုအရေးကြီးတဲ့အချက်လေးတွေကိုကျမကမျှဝေပေးခြင်းပါတယ်။မင်္ဂလာပါပရိသတ်ကြီး။ကျမကိုယ်တိုင်ခုတ်ထီးပေါင်းဝေနာရှင်တို့ရဲ့နာကျင်မှုကိုနားလည်ပါတယ်။ဒါကြောင့်ဒီဗီဒီယိုလေးကိုစေတနာနဲ့ပြုလုပ်ပြီးတော့ရိုးရှင်းတဲ့နည်းလမ်းတွေကိုမျှဝေပေးခြင်းတာပါ။ပထမဆုံးအနေနဲ့အိတ်တဲ့ပုံစံနဲ့ခေါင်းအုံးကအရင်အရေးကြီးပါတယ်။ခေါင်းအုံးကမာလုံးရင်လည်းမကောင်းဘူး။ပြော့လုံးရင်လည်းကုတ်ကိုပင့်မထားနိုင်ဘူး။ခုတ်ကြောရုပ်ကိုတဘာဝအတိုင်းဖြည်းဖြည်းပြော့လေးထောက်ပံ့ပေးနိုင်မဲ့ memory foam လိုမျိုးအနေထားမှန်စေရဲ့ခေါင်းမျိုးကိုရွေးချယ်တင်ပါတယ်။နောက်တစ်ချက်အနေနဲ့ကတော့နေ့စဉ်အလုပ်လုပ်တဲ့အခါမှာဖုန်းတုံးတဲ့အခါမှာဒါမှမဟုတ်လို့ရှိရင်ကွန်ပျူတာကြည့်တဲ့အခါမှာscreen ကမျက်လုံးအမြင့်အတိုင်းအတာနဲ့တဒန်းနဲ့ဖြစ်နေဖို့လိုအပ်ပါတယ်။ခေါင်းမောင်ပြီးကြည့်နေရင်ခုတ်ကြွတာတွေကိုဖိစီးစေပါတယ်။တက်နိုင်ရင် laptop stand ဒါမှမဟုတ်ဖုန်းအတွက်ထောင်ထားလို့ရတဲ့ဖုန်း stand တွေကိုသုံးပြီးတာကအကောင်းဆုံးဖြစ်ပါတယ်။နောက်ပြီးတော့လေ့ကျင့်ခန်းကိုလည်းပုံမှန်ပြုလုပ်ပြီးတင်ပါတယ်။ခေါင်းလဲပြီးပခုံးကြွတာတွေကိုပြေရောအောင်လုပ်ပြီးတဲ့လေ့ကျင့်ခန်းလေးတွေတင်းနေတဲ့ကြွတာတွေကိုစမ်းထုတ်ပြီးတဲ့လေ့ကျင့်ခန်းလေးတွေကိုနေ့တိုင်းပြုလုပ်ပြရပါမယ်။နောက်တစ်ချက်ကတော့လဲပင်းမှာပတ်ထားရတဲ့ cervical collar ပါ။ဆရာဝန်ညွှန်ကြားချက်ရှိပါကဒါကိုတက်ဆင်လို့ရပါတယ်။ဒီလိုတက်ဆင်ပေးခြင်းကနာကျင်မှုကိုတတ်တာစေပါတယ်။ဒါအပြင်ကြွသားတွေတောင့်တင်းနေတဲ့အခါမှာဈေးအပူလိမ့်တာလူအိတ်ရင်ဈေးတောက်တာတွေလည်းလှုပ်ဆောင်နိုင်ပါတယ်။ခုတ်ချီးပေါင်းဆိုတာကတစ်သက်လုံးထိနေရမယ့်အခြေအနေတစ်ခုပါ။ဒါကြောင့်မိမိရဲ့နေထိုင်မှုပုံစံအိပ်စက်မှုပုံစံအလုပ်လုပ်မှုပုံစံတွေကိုတိကျပြင်ဆင်မှုအရေးကြီးပါတယ်။ကျမကခုတ်ချီးပေါင်းဝေနာရှင်များရဲ့ကျန်းမာရေးကိုအတက်နိုင်ဆုံးမြှုပ်ဆိုင်ပေးခြင်းပါတယ်။နောက်ပိုင်းမှာလည်းဒီလိုပဲကျန်းမာရေးနဲ့ပတ်သက်တဲ့အသိပညာလေးတွေကိုစတိုင်းမျှဝေပေးတော့မှဖြစ်တဲ့အတွက်ကျမရဲ့ YouTube channel လေး The Moment Island ကို subscribe ပြုလုပ်ပေးထားပါအောင်နော်။ Facebook, Telegram, TikTok တို့မှာလည်းမတူညီတဲ့ပုံစံများနဲ့ကျမရဲ့ဘူးတူတာများကိုမျှဝေပေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့အောက်မှာဖော်ပြထားတဲ့ link လေးတွေကနေတစ်ဆင့် like and subscribe follow ပြုလုပ်သွားနိုင်ပါတယ်။ကျမပျော်ရွှင်တဲ့နေ့ရက်လေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးရတဲ့ဒီဗီဒီယိုလေးကိုဒီမှာပဲရန်နာလိုက်ပါရစေ။နောက်ဗီဒီယိုမှာပြန်လည်တွေ့ဆုံကြပါအောင်မယ်